ဝိညာဉ်ကြချင်းလို့ထမင်းလုံးဝမစားတော့ပဲအသားနဲ့အရွက်ချီပဲစားနေပါသလားအစပိုင်းမှာဝိတ်ကြသွားသလိုထင်ရပေမဲ့ရေရှည်မှာတော့တိတ်ခန္ဓာကိုယ်ကြီးပြိုလဲသွားနေပါတယ်မင်္ဂလာပါ Tips for Health Channel ကနေကြိုးဆိုပါတယ်ဒီနေ့မှာတော့ကစီဓာတ် carbohydrate ကိုလုံးဝဖြတ်ပြီးဝိတ်ချော့တဲ့အခါကြုံတွေ့ရမယ်နောက်ဆက်တွဲစိုးကျိုးကြီး၃ချက်ကိုပြောပြပေးသွားမှာပါ နံပါတ်1စပင်းအလွန်အကျွံကျွတ်ချင်းသမင်းမစားတဲ့အခါခန္ဓာကိုယ်ကလိုအပ်တဲ့စွမ်းအင်ကိုမရတော့ပါဘူးအဲ့ဒီအခါခန္ဓာကိုယ်ကအသက်ရှင်ဖို့အရေးကြီးတဲ့အင်္ဂါအပိုင်းအဆိုင်တွေကိုပဲစွမ်းအင်ပိုးပေးပြီးတိတ်မလိုအပ်ဘူးလို့ထင်ရတဲ့စပင်းလေးစီကိုအာဟာရပိုးလွှတ်မှုရပ်တန့်ပစ်လိုက်ပါတယ်ဒါကြောင့်ဝိတ်ချနေရင်းနဲ့ခေါင်းဖီးလိုက်တိုင်းစပင်းတွေအထွေးလိုက်ကျွတ်လာရတာဖြစ်ပါတယ် နံပါတ်2မှတ်ဉာဏ်အားနည်းပြီးစိတ်တူလွယ်ခြင်းကျွန်တော်တို့ရဲ့အုံနောက်ကကစီဓာတ်ကနေရတဲ့ဂလူကို့စ်ကိုအဓိကလောင်စာအဖြစ်သုံးပါတယ်ထမင်းဖြတ်လိုက်တဲ့အခါဦးနောက်ကလုံလောက်တဲ့လောင်စာများတော့မေခေါင်းမကြီးတာမေ့ကြတာအာယုံစူးစိုက်လို့မရတာတွေဖြစ်လာပါတယ်ဒါအပြင်ဟော်မုန်းတွေမညီမျှတော့ပဲအကြောင်းမရှိပဲစိတ်တူလွယ်ဒေါသထွက်လွယ်လာတတ်ပါတယ် နံပါတ်3ကြွက်သားများရော်ရဲလာခြင်းထမင်းမစားတဲ့အတွက်ခန္ဓာကိုယ်ကစွမ်းအင်လိုလာတဲ့အခါအဆီတွေကိုကြီးလောင်ကျွမ်းတာမဟုတ်ပါဘူးတင့်ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေကဖြိုခွဲပြီးစွမ်းအင်အဖြစ်ပြောင်းလဲသုံးစွဲပေးပါတယ်ဒါကြောင့်ဝိတ်ကျသွားတဲ့အခါကြစ်လစ်လပ်ပါနေတာမျိုးမဟုတ်ပဲအသားအရည်တွေရော်ရဲတွဲကြပြီးအရွယ်မတိုင်ခင်အိုမိန်ညညော်သွားတယ်လို့ဖြစ်သွားစေပါတယ် အကောင်းဆုံးဝိတ်ချနည်းကတော့သမင်းကိုလုံးဝဖြတ်တာမဟုတ်ပဲပမာဏကိုလျှော့စားပြီးပရိုတင်းနဲ့အမြင့်ဓာတ်ကိုတိုးစားတာပဲဖြစ်ပါတယ်။သင်ရောဝိတ်ချတော့ကသမင်းဖြတ်တူလားဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်နော်။ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like နှိပ်ပေးဖို့နဲ့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်။တငယ်ချင်းတွေကိုလည်းပြန်လည်မျှဝေပေးလိုက်ပါအောင်။